ပူဇာစပူဇနီယနာလို့ဆိုတဲ့အထိပ္ပယ်ကတော့အဓိကသီလနဲ့ကိုချင်းတရားကိုဥတည်ပြောတဲ့ဟာတင်ပါဗျာယာရုကြီးလို့ပူဇော်တာတို့ဝေကြီးချမ်းသာလို့ပူဇော်တာဒါလုံးများဖို့မဆိုလို့တင်ပါဗျာလူအတိုင်းဝိုင်းထဲမှာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေတင်ပါဗျာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေတဏီသားသမီးတွေနဲ့ပြောမှဆိုရင်မိဘကျေးဇူးရှိတယ်မှန်ပါဗျာကျေးဇူးရှိတာခေါင်းကလူပြည်ကိုလာခွင့်ပြုတဲ့ကျေးဇူးပဲမှန်ပါဗျာကိုကျွေးပွေးစားဆောင်ရတဲ့ကျေးဇူးအဲကြောင့်ပူဇော်တိုင်းတယ်မှန်ပါဗျာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေပူဇော်တိုင်းတယ်ကိုချင်းသီလနဲ့ပူဇော်တာအဲ့လိုဟာမျိုးကိုဆုံးလို့တယ်ခုနနတ်တွေတို့ဘိုးတော်တွေတို့ဘာလို့ဆိုတာသူကတကိုးကြီးချင်းကြီးမကြီးချင်းနေသူတို့ကပူဇော်လိုက်တယ်ဆိုတဲ့ထဲမှာမပါဘူးသူတို့အနေနဲ့တကိုးကြီးပြီးတော့သူတို့ကိုယ်တိုင်ရောကိုချင်းသီလကောင်းနေရောပူဇော်သင့်ပါလားရှင်ဗျာအဲ့ဒါလည်းသူတကိုးကြီးတာသူဟိုရင်ဖြစ်တာပူဇော်လိုက်တဲ့ထဲမှာတော့သူတို့မပါဘူးတင်ပါဗျာအဲဆိုလူတွေနဲ့ဆက်ဆက်ပြီးကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေကိုသာအဓိကထားတာဟုတ်သီလကိုပူဇော်တယ်တမာရီကိုပူဇော်တယ်ပညာကိုပူဇော်တယ်ရသော်ဗျာကိုပူဇော်တယ်ဆိုတာကြည့်ပါလားခုံတော်တွေနဲ့ဒါတွေရှိလို့ပူဇော်တာလေမှန်ပါဗျာပုဂ္ဂိုလ်အနေနဲ့ပူဇော်တာမဟုတ်မှန်ပါဗျာခါရောသနိဝဒောသဆိုတာကတော့ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်အားစပြီးတော့သူကမမနာမထားပဲဟို respect ပေးနိုင်တာပေါ့မှန်ပါဗျာလူယူသေးမှုယဉ်ကျေးမှုပုဂ္ဂိုလ်ဆိုရင်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတာကိုလေးစားမဲ့ပုဂ္ဂိုလ်တွေကိုအလုံး respect ပေးနိုင်တာဆိုလို့ရပေါ့နော်မှန်ပါဗျာကိုယ့်ရဲ့မမနာကြီးမထားဘူးလူကမမနာပါတော့ဆိုရင်ဒေါသဖြစ်ရင်လည်းမမနာရှိတတ်တယ်မှန်ပါပစ္စည်းဥစ္စာချမ်းသာရင်လည်းမမနာရှိတတ်တယ်မှန်ပါဗျာပညာတတ်ရင်လည်းမမနာရှိတတ်တယ်ရှားထူးကြည့်ရင်လည်းမမနာရှိတတ်တယ်မှန်ပါအဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ်သိက္ခာကြီးမားတဲ့ပုဂ္ဂိုလ်တွေပူဇော်လိုက်တဲ့ပုဂ္ဂိုလ်တွေကိုယူသိလိုက်တဲ့ပုဂ္ဂိုလ်တွေကိုမယူမသိဖြစ်တာမာနကြောင့်ဖြစ်တာမှန်ပါဗျာအဲ့ဒီမာနကိုချိုးနှိမ်ခြင်းသာလည်းဖြစ်တယ်မှန်ပါဗျာမှန်ပါတကိုးကြီးနတ်တွေပူဇော်တာသူကဖျားတဲ့တကိုးကြီးတာမရှိသည့်အတွက်ကြောင့်မှန်ပါဖျားကိုပူဇော်ပြီးတဲ့ပုဂ္ဂိုလ်တရားဟောတကိုးကြီးနတ်တွေကိုပူဇော်တယ်ဆိုတာဒီပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကမိတ်ဆွေတယောက်အနေနဲ့ပန်းရည်ချမ်းပေးတာတို့ဒီလိုဟာမျိုးဒီလောက်အဓိပ္ပာယ်မရဘူးသူကနော်တင်ပါဗျာကိုယ့်ပေါ်မှာခြေဆုရှိရင်ကတော့ခြေဆုတရားကိုတုံးဆက်တဲ့အနေနဲ့ပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကဒီရှ िख ိုးဝါချခြင်းနဲ့အဓိပ္ပာယ်မဟုတ်ဘူးသူကသူပစ္စည်းပေးတာလေပူဇော်တယ်လို့ခေါ်တာမှန်ပါရှ िख ိုးတိုက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုယ့်ရဲ့သီလအသက်တိတ်ခါကောင်းဝါကြီးတဲ့ပုဂ္ဂိုလ်တွေကိုဆွတ်တော်တယ်သူကကြီးတဲ့ပုဂ္ဂိုလ်ကငယ်တဲ့လူကိုရှ िख ိုးတယ်ဆိုတာသီလနဲ့ရှ िख ိုးတာမှန်ပါဗျာမှန်ပါကြီးတဲ့လူကိုငယ်တဲ့လူကရှ िख ိုးတယ်ဒါသဘာဝအရှ िख ိုးတာမှန်ပါဗျာသူ့ရဲ့အသက်ကြီးမှုကိုအကြောင်းပြုပြီးရှ िख ိုးတာမှန်ပါဘယ်သူပဲဖြစ်ဖြစ်ဘိုးတော်ပဲဖြစ်ဖြစ်ဘွားတော်ပဲဖြစ်ဖြစ်ကိုယ့်ပေါ်လည်းကျေးဇူးရှိတယ်သူ့ရဲ့ဂုဏ်သိက္ခာတွေလည်းရှိတယ်ဆိုရင်တော့လူလိုပူဇော်တာလေးစားတာတော့ဟိုလိုကိုးကွယ်တာမဟုတ်ရင်တော့မမှားပါဘူးဒါတော့mutual respect ဆိုတာရှိတာပေါ့နော်အဲ့တော့တရဏဂုံဖြစ်ပါစေလားဆိုသူတို့ကိုဖះနဲ့တန်းတူထားလိုက်ပြီးဖះကိုးကွယ်တယ်လို့ကိုးကွယ်ရင်တော့ဖះမှတပါကိုယ်ကရည်ရွယ်ထားတာရသော်ဘုရားသီတာလည်းကိုးကွယ်ရတရားသီတာလည်းကိုးကွယ်ရသံဃာသီတာလည်းကိုးကွယ်ရဆိုပြီးသူတို့ကိုဘုရားနဲ့တရားနဲ့လို့စိတ်ထဲကထည့်မယ်ဆိုရင်တော့တရဏဂုံဟာပေါ့ပြတ်သွားတယ်ပေါ့ပြတ်တယ်ဆိုတော့ကိုယ်စိတ်ထဲမှာနေမဲ့ဒီစိတ်ဓာတ်ချင်းမတူတော့ဘူးလေမှန်ပါဗျာမှန်ပါဗျာ